ဒီဘက်ကရုပ်ရှင်ကားတွေမှာဟီးရိုးတွေထဲဗီလိန်တွေကိုသဘောကျလာခဲ့တာကိုအားလုံးလည်းအနည်းနဲ့အများတော့တတိထားမိကြမှာပါဒီနှစ်မှာတော့ animation ရုပ်ရှင်တွေထဲကနေအထာအကျဆုံးဗီလိန်ဆန်ဆန်နဲ့တကယ်ကိုကြမ်းပြခဲ့ကြတဲ့အပြင်ဇက်ကားကိုပုံမပြီးလူတွေအမတ်တရဖြစ်သွားစေခဲ့တဲ့ဇက်ကောင်၅ကောင်ကိုဘီဇာရိုမှတင်ဆက်ပေးလိုက်ပါတယ်Number 1 Smartest Disney Villain ညံအကောင်းဆုံးဖြစ်တဲ့ The Lion King တဲ့က Scar ဗီလိန်ကိုဗီလိန်ပိုဆန်သွားစေခဲ့တဲ့ Scar ရဲ့စကားပြောပုံတွေနောက်ဆုံးသူ့ရဲ့မျက်လုံးအကြည့်ချက်တွေကပါကြည့်ရှုသူတွေကိုဗီလိန် vibe အပြည့်အဝရစေခဲ့တဲ့ဇက်ကောင်တစ်ကောင်ဖြစ်အမတ်တရမိစေမှာပါကိုတွေးတာအရင်ဖြစ်တဲ့ကိုအကိုတက်ပြီးကိုညီရဲ့ဘဝကိုပါဖြစ်စည်းနိုင်ခဲ့တဲ့အထိတွေးအေးမှုနဲ့ရစ်စစ်မှုကိုပြခဲ့တဲ့အပြင်ခွာအားကြီးတဲ့ကြမ်းတဲ့ဆိုတာတွေဟာလက်နဲ့မဟုတ်ခဲ့ဘူးအကျဉ်စီကသာလက်နဲ့ဖြစ်စေခဲ့တဲ့ဆိုတဲ့အချက်ကိုထောက်ပြသွားနိုင်ခဲ့တဲ့ The Lion King ရဲ့ဗီလိန်ကြီး Scar Number 2 Fuse Power တက်စင်တုံးဆွမ်းအားနဲ့ဗီလိန်ကောင်ဖူးပန်တာဝမ်ရဲ့ထိုင်လုံဟာဆိုရင်တော့စိတ်တန်ရနဲ့မွေးဖွားလာခဲ့ရတဲ့ဗီလိန်တယောက်ပါပဲသူရဲ့အနေထားကတော့အများကြီးတက်တက်ပြစရာမလိုခဲ့တဲ့အချုပ်ထောင်ထဲကနေထွက်ပြလာခဲ့တဲ့ skin တစ်ခုကပဲသူဘယ်လောက်ထိကျန်းလဲဆိုတာတက်တက်ပြနေလျက်ပါပဲကောင်ဖူးရဲ့ scale စစ်နဲ့ hero ထက်တောင်ကျန်းတဲ့ဗီလိန်ဆိုတာကတော့ကြီးစုဖူးသူတိုင်းသိကြမယ်ထင်ပါတယ်Number 3 Combat Deadly တင်းငိမ့်ပေမဲ့သေးသေးနိုင်တဲ့ Kung Fu Panda 2ရဲ့ Lotion ဟာဆိုရင်လည်းအော်ဟစ်ပြီးကြမ်းပြမှာဗီလိန်ဖြစ်မှာမဟုတ်ဘူးတိတ်တဆိတ်နဲ့ကြောက်စရာအကောင်းဆုံးနေပြနိုင်ခြင်းဟာလည်းဗီလိန်ဖြစ်စေနိုင်တဲ့အချက်ဆိုတာကိုတစ်သိပြနိုင်ခဲ့ပါတယ်လက်နဲ့အစ်နဲ့ Kung Fu လောကကိုပါဖြစ်စည်းချင်ခဲ့တဲ့အထိရည်ရွယ်ချက်ကြီးမားလို့တဲ့တင်းငိမ့်ပေမဲ့အန်ဒီရဲ့အရှိဆုံးဗီလိန်တွေထက်ကတကောင်အပါဝင်ပဲဖြစ်ပါတယ် Number 4 Stylish စတိုင်ကြသောဗီလိန် Hercules ထက်က Hades ဟာဆိုရင်တော့ဗီလိန်နဲ့ဟာတာကိုအထာကျကျပေါင်းဆက်ထားနိုင်ခဲ့တဲ့ဇက်ကောင်တစ်ကောင်ပါမီးလောင်နေတဲ့သပင်စကားများလုံးပေမဲ့အကျဉ်စီတွေကတော့အန်ဒီရဲ့အပြည့်ပေးနိုင်ခဲ့တဲ့ကြောက်စရာအကောင်းဆုံးလည်းဖြစ်သလိုမက်မီလည်းလွယ်တဲ့ဗီလိန်Number 5 The Hidden Villain လို့ခေါ်တဲ့ show ရဲ့ Don Villain လည်းဖြစ်တဲ့ခိုခိုဇက်ကာတက်က Ernesto de la Cruz ဟုတ်ပါတယ် Ernesto ကတော့ပထမဆုံးကြည့်မိရင် hero လို့ထင်ခဲ့ရပေမဲ့တကယ်နောက်ကွယ်မှာတော့ကြော်ကြားမှုတဲ့မိတ်ဆွေတွေကိုပါတတ်နိုင်တဲ့ villain မျိုးပါဒီလို twist villain မျိုးဖြစ်တဲ့ Ernesto လို့လိုမျိုး villain တွေကကျွန်တော်အမြင်မှာတော့အပြင်လောကမှာအများကြီးတွေ့ရတတ်ပြီးပိုပြီးတော့ကြောက်စရာကောင်းလို့နေပါသေးတယ်Animation ရုပ်ရှင်တွေမှာ hero မရှိရင်အဆင်မပြေသလို villain မိုက်မရှိရင်လည်းဇာတ်လမ်းကအဆင်မပြေပါဘူးမိတ်ဆွေကြိုက်ဆုံး animation villain ကရောဘယ်သူလဲ comment မှာဖြေတွားပေးခဲ့ပါဦးဒါနဲ့ကျွန်တော်ကတော့ Bizarro ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် Follow please